အမို့ဆိုဆိုင်ပြန်တာနင်းတာသူရှိတ်ကနေရတာ လူကရေးတည်တယ်နော်သူ့လက်ကိုလက်နော်နေလေဘေးတိခါနော်သူ့လက်နော်ညကြတော့ကျွတ်တို့အလက်ရောက်တော့ကောင်းပါရဲ့နော် ကဲဒီတော့လူတကာကျွန်တော်ဂုံပြူလေးစတင်ရိုက်ပါပြီနော်ကျွန်တော်ဒီတစ်ခါဂုံပြူလေးကိုနေ့လေတုန်းကတော့ဆရာစိတ်ထုံးဝေကိုယ်တိုင်ကျွန်တော်တို့မူပိုင်ရေးထားတဲ့ဆရာတပည့်ဒီအားလုံးတီးခဲ့တဲ့သချင်းလေးတစ်ခုဖြစ်တဲ့သဘောဖြူမနှောဖြူဆိုပြီးတော့နေ့လေကကဗီဒီယိုဆရာများမှတန်းတင်ပြီးတော့မူပိုင်ရိုက်ကူးသွားပါတယ် မှန်ပါ ဆရာစိတ်ထုံးဝေရဲ့တပည့်ဒီမှန်သမျှအဲ့သချင်းတပည့်တိုင်းတီးပါတယ်နော်ဟုတ်ကဲ့ဗိသိက်ခန်းထဲမှာလေကျွန်တော်ချိန်လေးယူပြီးတော့ဂုံပြူလေးကြာနာနာသဘောဖြူမနှောဖြူဆိုပြီးတခြားကျွန်တော်ကြာနာနာတီးသွားပါတယ် ဟုတ်တယ်လေ ညာခဲမှာကျတော့ကျွန်တော်ကပရိသတ်အားလုံးရင်ထဲမှာရှိပြီးသားသချင်းတစ်ပုဒ်တီးပြပါမယ် ဘယ်ချင်းလေးပါလေ တန်ခါစင်ပေါ်မှာကျွန်တော်ရဲ့ဆိုင်းဝါသနာရှင်တွေကျွန်တော်အဖေကြီးတွေကျွန်တော်ဦးကြီးတွေကျွန်တော်အကိုတွေကျွန်တော်ညီလေးတွေမန္တလေးမှာကျွန်တော်အမေကြီးတွေကျွန်တော်အန်တီတွေကျွန်တော်ရဲ့အတော်ကျွန်တော်အမကျွန်တော်ညီမတွေတီးတဲ့သချင်းတစ်ပုဒ်ကျွန်တော်တီးပြမယ် ဟုတ်ကဲ့ ဟော်ရီအော်ရီယိုဆရာကြီးရဲ့ဆိုမနေ့ကရောက်တရားဖွင့်တာမြန်မာတပြည်လုံးမှာအော်ရီယိုဆရာတွေဆက်ဆရာတွေအများဆုံးဖွင့်တဲ့သချင်းကျွန်တော်ဂုဏ်ပြုတော်မှာဖြစ်ပါတယ် ဟုတ်ကဲ့ မန္တလေးကနာမည်ကြီးနိုင်ငံကျော်ဆိုင်းဆရာရဲ့သချင်းတွေဂုဏ်ပြုတော်မှာပါ ဟုတ်ပြီ မန္တလေးကတိမ်အောင်ဆိုင်နေအလူကြီးပေးရင်လို့ပြောတဲ့အဲ့ဒီတချင်းလေးကိုဆရာဦးသိန်းအောင်ရဲ့နေရာနာမည်အစဝင်းကိုရဲ့နာမည်လေးဩဃာတထည့်ဆိုခွင့်ပြုပါ ဟုတ်ပြီ တပည့်မျိုးကဝင်းကိုဆိုင်နေအလူကြီးပေးရင်လို့ပြောတဲ့အလူတကာလူမကပျော်လို့ပီတိတွေဝေဖြားနေတဲ့အချိန်မှာဝင်းကိုရဲ့ဆိုင်ကဟုတ်လားပျော်ပါမြိုင်နေဆဲဆဲလွတ်တီးပြီးဂုံပြူပဲ လို့ပါပြောပါရင်နော်အလူရမတို့သိကြောင်စဘူဘောတစ်ခွင်မှာကျွန်တော်တော့ပြောတဲ့လူမရှိဘူးတိုင်းလေးကိုအဝါရောက်သေးတယ်ဒီနဲ့ချီလို့ပြောကုန်းလုံးခဏမစင်းတော့လို့ဝမ်းရောက်ဝမ်းသာလူရလို့ပြောစိတ်ထဲပြောအလူကစိတ်ထဲကတော့တမကြီးချောင်းစီတောင်းကြီးကကြောက်အောင်လူမတော်ဒိုင်းမျိုးကဝိပုဘဆိုင်တဲ့အလူကြီးပေးလို့ကြောက်ရော်ရဘူးအောင်လားကဲဒီစုတခွေမှာတမလာပြောတဲ့လူမရှိပါဘူးသမီးလေးကိုနတ်သမီးကပြလို့နော်ကြည့်ရတာဝေးရတာစိတ်မကွက်ပါဘူးနော်စိတ်ချမ်းသာလို့ပြောချမ်းသာလို့ပြောသမီးရဲ့ချောင်းစိတ်တောင်းကြီးကကြောက်အောင်လူမင်းနော်ဟုတ်ပါသမီးမျိုးကဝိကိုဆိုင်နေအလူပေးလို့ပြောအလူမကြီးပြောရလားဗျအလူမကြီးရဲ့ပြောတာပေါ့အလူတကာကြီးရဲ့အလူတကာလူမရဲ့ကိုစားဝိကိုတဲ့အဆိုတော်ကကိုစားပြီးဒီလိုဆိုမယ်ဗျာကျွန်တော်အလူတကာနေရာကဆိုမှာဗတ်တီဒီဘောအလူမရဲ့နေရာကနေဒီလိုဆိုမယ်ဟိတ်ချပြောနေနော်ပြောပါရဲ့နော်ပြောတာပေါ့ရှင်လူဝင်ရမဖက်သိကြောင်စကူဘောတစ်ခွင်မှာကျွန်တော်လည်းပြောတဲ့ဘူးမရှိဘူးနော်တားလေးကိုအဝါရောက်သေးတယ်စေတချီလို့ပြောကုန်းနာခဏမစင်လာဘူးတော့ဝမ်းရောက်ဝမ်းသာလူရလို့ပြောစိတ်ထဲမှာပြော အလူတကာကြီးရဲ့ စိတ်ထဲကတော့တမကြီးချောင်းစီတတောင်းကြီးကကြောက်အောင်လူပဲတော့တမကြီးမျိုးကဝိပုကိုဆိုင်တဲ့အလူကြီးပေးလို့ပြော
သာဘူးနော်သမီးလေးကိုနတ်သမင်္ဂလာပြုလို့နော်ကြွေးရတာဝေးရတာစိတ်မခွက်ပါဘူးနော်စိတ်ချမ်းသာလို့ပြောဟုတ်ကိုချမ်းသာလို့ပြောခမကြီးချောင်းစိတ်အတောင်းလေးကိုကြောက်အောင်လူမင်းနော်တပည့်ပြုကဝိကုတ်ကိုဆိုင်နေအလူကြီးပဲလို့ပြော ရောရကြီးပါလားပြောရင်လားဗျာအလူမကြီးရဲ့ ပြောတော့ပေါ့အလူတကကြီးရဲ့ ပြောရင်လားဗျာအလူမကြီးရဲ့ ပြောတော့ပေါ့အလူတကကြီးရဲ့ မတိတိမောင် ရှင်စရာ အလူတကာကြီးအလူမကြီးကိုစားဆိုတာဆိုတော့အလူတကာကြီးကစိတ်ထဲမှာကြိတ်ပြီးပြောနေတာအလူတကာကြီးကရိုးသားလုံးတော့စိတ်ထဲမှာသူ့ရဲ့ပီတိတွေကိုလေဟာငါပြောလိုက်တဲ့အလူကြီးဆိုပြီးတော့အဲ့လိုမအော်ဘူးစိတ်ထဲမှာကြိတ်ပြီးပြောနေတာ ကဲဘယ်လိုပြောလဲရှင် နော်အလူမကြီးကလည်းသူကလေသူကရှင်မကြီးထုတ်ပြီးတော့ပြောသေးတယ်လို့သူကပြောနေတာ ဟုတ်တယ်နော်တို့ပေမဲ့အလူမဆိုတော့မိန်းကလေးဆိုတော့အိမ်ကြီးနဲ့ထိပ်ပြီးစိတ်ထဲမှာကြိတ်ပြီးပြောနေတာဟုတ်တယ်နော်ကဲဒီတော့အလူတကာအလူမရဲ့ကိုစားမတ်တီဒီဘောနဲ့ကျွန်တော်တွေကအလူတကာလူမကိုစားဒီလိုလက်ခမောင်းခတ်ပြီးတော့ပြောတဲ့အကြောင်းပင်တိဖြစ်တဲ့အကြောင်းတစ်ချင်းနဲ့ပြောမယ် ဟုတ်ကဲ့ရှင် ဒီလိုလေးပြောကြည့်အောင်ပြောရင်လားဗျာအလူတကာဦးတင်ထွန်းရဲ့ ပြောတော့ပေါ့အလူမကြီးကြွကြွရဲ့ အလူမတော်ဖြူဖြူဝင်းကစိတ်ထဲပြောနေတာဗျာနော် ဖြူကျူမဟုတ်ဘူး နော်မတိတိမကြီး ရှင်စရာ အလူမနာမည်ကိုကျွန်တော်ဆိုလိုက်မယ်မတိတိမအလူတကာနာမည်ဆိုလိုက်ဒီလိုဆိုကြည့်အောင်နော် ဟုတ်ကဲ့ရှင် ပြောရဲလားဗျာအလူမတော်ဖြူဖြူဝင်းရဲ့ ပြောတော့ပေါ့အလူတကကြီးဦးတတို့ရဲ့ ဟောအလူတကာကအသက်ကငယ်သေးတယ်သူ့ကိုဥတက်ဆိုလို့အလူမကဒေါ်တက်ဆိုရင်မနှက်ဖင်ကဆိုင်းသိရင်ကြံဝင်မရှိရင်တို့ခတ်လိုက်မယ် အချိန်ပါပါ ဟုတ်တယ်အခင်းပါသားမှာမတိတိမောင်ရကိလူငယ်ဖြစ်နေပြီးတော့အလူတကာကကြည်အောင်ကျွန်တော်ထက်ကြီးလင်းက6နှစ်ကောဝိကိုကိုနဲ့တိတ်အသက်ကောမှာမဟုတ်ဘူးအလူတကာကြီးလိုက်ရက်ွက်ထဲခေါ်မယ်ဆိုရင်နော်သူ့ထက်ကြီးတဲ့သူတွေကခေါ်မယ်ဆိုရင်ဟေးတင်ထွန်းရေမောင်တင်ထွန်းဒီလိုခေါ်မှာ ဟုတ်ဘူး ရွယ်သူတွေကခေါ်မယ်ဆိုရင်တကယ်ချင်းတင်ထွန်းရေမင်းလူကြီးတို့ဘာတွေဝိုင်းအောင်မှာတို့ဘာတွေကူအောင်မှာတို့ဒီလိုလာမှာ ဟုတ်တယ် ဒါဖူးမြတ်တဲ့နေမို့ဦးတက်လို့ခေါ်ကြရတော့အလူတကာဦးတင်ထုံးလို့ဖြစ်သွားတယ် ဟုတ်တယ်ဟုတ်တယ်နော်အလူမှကြည့်လိုက်အောင်ဒေါ်ဖြူဖြူဝင်းနဲ့အသက်ကငယ်သေးကျွန်တော်အမအရွယ်ရှိသေးတာကျွန်တော်ထက်ကြီး56နှစ်9နှစ်ပေါ့နော်အသက်မကြီးသေးဘူးရက်ွက်ထဲခေါ်မယ်ဆိုရင်မဖြူဖြူဝင်းရွယ်သူတွေကခေါ်မယ်ဆိုဟေးဖြူဖြူရေဖြူဖြူဝင်းရေဒီလိုခေါ်မှာ ဟုတ်ပြီရှင် ခဏအခြားအောင်ရက်တွေနဲ့မတူဘူးနော်အတော်မြတ်တဲ့နှင်းမှုခေါ်အပ်လို့ဒေါ်တက်ပေးလိုက်တော့ဒေါ်ဖြူဖြူဝင်းဖြစ်သွားတယ် ဟုတ်ပြီ ဂုံလူရှိရပါဝလာပေါ့ဗျာ ကဲနာပေါ့ ကဲဒီတော့ဥတွေတော်တွေမဆိုနဲ့အသက်ငယ်အောင်ဆိုပေးဗျာဘယ်လိုဆိုမှာတော့ဒီလိုဆိုမယ်ပြောရင်လားဗျာအလူမဖြူဖြူဝင်းရဲ့ ပြောတော့ပေါ့အလူတကကြီးကိုတတို့ရဲ့ ဟောငယ်သွားဘူးလားဥတွေတော်တွေတက်တော့အသက်ကကြီးသွားတယ်မန်းနဲ့ထဲလာကြည့်တဲ့ပြိတ္တကတော့ဟာတင်ထုံးတို့လူဖြူဖြူဝင်းတို့လူတို့သွားကြည့်တာဆိုင်းကလည်းမြိုင်းနေရေးလူရှင်တော်တွေကလည်းရည်ရတယ်ရေးအဆူတော်တွေကလည်းခေတ္တချင်းနေနဲ့လုံမှာနားထောင်အောင်ဒီလိုလာမှာ ဟုတ်ပြီ ဟိုးခေါ်လန်ကြီးပြေးသလောက်ကျွန်တော်ဟိုးနေအမြင်ဆုံးမှာတင်ထားတာအဝေးကခေါ်လန်ကြီးပြေးသလောက်လေအဝေးကနားထောင်ရင်ဟာအလူတကာဦးတင်ထုံးနဲ့အလူတကာကအသက်ကြီးလာပြီလားအလူမကဒေါ်ဖြူဖြူဝင်းနဲ့အသက်ကြီးလာပြီလားဒီလိုဖြစ်မှာဆိုလို့ကိုမပြောင်းခေါ်တာမဖြူဖြူကျွန်တော်မလေးမစားလို့တာမဟုတ်ဘူးနော်မတိတိမွေ ရှင်စရာ ကြီးထက်ငယ်အောင်ဆိုလို့ရလား ဆရာရှင် ကြီးထက်ငယ်အောင်ဘယ်လိုဆိုမလို့ဒီလိုဆိုရအောင်အလူတကာလူမလေးမစားလို့တာမဟုတ်ဘူးနော်ဦးတက်ပြီးတော့ကိုတက်ပြီးမတက်ပြီးခေါ်တာဒီတခါအသက်ငယ်အောင်ဒီလိုဆိုကြည့်အောင်ပြောရဲလားဗျာအလူမဖြူဖြူဝင်းကြီး ပြောတော့ပေါ့အလူတကကြီးတတို့ရဲ့ ငယ်သွားဘူးလားခုနကိုတက်ခေါ်တာတဲ့ငယ်သွားတယ်ဒီထက်ငယ်အောင်ဆိုလို့ရလား ဆရာရှင် ဒီထက်ငယ်အောင်ဘယ်လိုဆိုမလို့အပြားစွတ်ပြီးတော့ဒီလိုခေါ်မယ်အလူတကာကိုစားနော်ဒီတိုင်းရိုက်လက်ခံနေအောင်လေအလူတကာကလေအခန်းထဲကြရင်ဘယ်လိုခေါ်တယ်မှလို့အလူမကိုဒီလိုခေါ်တာ
ပျော်ရင်လားဗျာအလူမဖြူရည် ညောလုံးပေါ့အလူတကာထိုးရင် အဖျားစွတ်ခေါ်တာအဖျားစွတ်ခေါ်တာအခန်းထဲကျရင်ဒီလိုခေါ်မှာ အော်အဲ ကဲလူတကာမလေးမစားလောက်တာမဟုတ်ပို့ပြီးတော့ပျော်စေချင်လို့ပို့ပြီးပြီးဖြစ်စေချင်လို့ကျွန်တော်ဒီလိုဆိုတာကဲစနေပြန်ဆိုရအောင်ဗျာပျော်ရင်လားဗျာအလူမတော်ဖြူဖြူရည် ညောလုံးပေါ့အလူနိုင်ဦးတင်ထိုးရင် ထုံးတော့အလူကကာတနာမပါဘူးနော် တော့ပြင်းဝင်တော့အလူကဒါနညောလို့ရေ ဦးတင်ထုံးတော့အလူကကာတနာမပါဘူးနော် တော့ပြင်းဝင်တော့အလူကဒါနညောလို့ရေ အလားစကြွေတာမဟုတ်ဘူးနော် အဝါသာကြည့်တဲ့အလူမပြော အလားစကြွေတာမဟုတ်ဘူးနော် အဝါသာကြည့်တဲ့အလူမပြော ကျွန်တော်ကျမတို့အလူဆွေးတော့ရောက်ဆုံးပေါ်ဆုံးတရားလုံးတနေ့လုံးပြောတမီးချောင်းစီတတောင်းခွေးလာကြောင်းအောင်လူမင်းတော်တမီးမြူလာဝိတုကဆိုင်တဲ့အလူကြီးပေးလို့ပြောအလူတကာလူမှာပျော်တဲ့ပီတီလေးကိုအားပေးရင်ဝင်းကိုအားပေးရင်လက်ခုပ်တန်လေးတမက်နဲ့လုံးကြားခြင်းနဲ့ဗျာဒါအလူတကာလူမှာစေတနာပီတိကိုအတိမတ်ပြုတာဗျ